ဒီဗီဒီယိုမှာတော့ကျွန်တော်တို့ Excel ကိုခုမှစတင်လေ့လာမယ့်သူတွေအတွက်အခြေခံကြလုပ်ငန်းခွင်သုံးအထိနားလည်သဘောပေါက်တတ်မြောက်သွားအောင်ပြောပြပေးတော့မှာဖြစ်ပါတယ်။ Excel ကိုကျွန်တော်တို့လုပ်ငန်းလိုအပ်ချက်ကြောင့်ဖြစ်စေစိတ်ဝင်စားလို့ကျွန်တော်တို့လေ့လာစတင်ပြီးတော့လေ့လာမယ်သူတွေအတွက်ဖြစ်စေဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ကျွန်တော်တို့သင်ခန်းစာလေးတွေကိုလိုက်လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ Excel ကိုလက်တွေ့ကြသုံးသပ်သွားမှာဖြစ်ပါတယ်။ Excel ကတကယ်တော့ Microsoft ကုမ္ပဏီကနေပြီးတော့ထုတ်တဲ့ကျွန်တော်တို့ Microsoft Office မှာပါတဲ့ software feature တစ်ခုပဲပေါ့နော်။ Microsoft Office ဆိုတဲ့ software ကျွန်တော်တို့ကိုယ့်ကွန်ပျူတာမှာမရှိသေးဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကိုယ့်ကွန်ပျူတာမှာကျွန်တော်တို့ Microsoft Office ကိုတင်ပေးရမှာပေါ့နော် Microsoft Office က Excel Microsoft Word PowerPoint Excel ဒါမျိုးတွေပေါ့နော်စသဖြင့် software feature တွေအများကြီးပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့မိမိကွန်ပျူတာ Microsoft Office တင်ထားပြီးဆိုလို့ရှိရင်ကျွန်တော်တို့ Excel ကိုကျွန်တော်တို့အသုံးပြုလို့ရပြီပေါ့နော် Excel ကိုကျွန်တော်တို့ဒီစတက်button လေးကိုနှိပ်ပြီးတော့ဒီ software list မှာလည်းကျွန်တော်တို့ကဒီမှာကြာပြီးတော့နှိပ်ပြီးတော့ဖွင့်လို့ရတယ်ပေါ့နော်အဲ့လိုမဟုတ်ရင်လည်းကျွန်တော်တို့ကkeyboard ကနေ Windows R ကိုနှိပ်မယ်အဲ့လို run ပေါက်လေးကြာလာပြီဆိုဒီမှာ Excel လို့ရိုက်ထည့်မယ်ပြီးတော့ OK ပေးလိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ Excel ပွင့်လာပြီ Excel ကိုခုမှစပြီးတော့အတစ်သုံးမှဆိုလို့ရှိရင်ဒီ blank workbook ကိုဖွင့်ရမယ်ပေါ့နော် blank workbook ဆိုတော့ဒီမှာအပေါ်ဆုံးမှာဒီအောက်ကဟာတွေကတော့အရင်ကိုက Excel ကိုသုံးထားတယ်ဆိုလို့ရှိရင်သူကလောလောဆယ်အသုံးပြုထားတယ်ကျွန်တော်တို့က file နေပေါ့နော်အဲဆိုတော့ blank workbook ကိုဖွင့်လိုက်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ Excel ကဒီလိုမျိုးပေါ်လာပြီပေါ့နော် Excel မှာကျွန်တော်တို့ဒီအရင်ဆုံး user interface လေးကိုပြောကြအောင်ကျွန်တော်တို့ Excel က Microsoft Word ကိုကျွန်တော်တို့ကကောင်းကောင်းမွန်မွန်နားလည်ထားပြီဆိုလို့ရှိရင် Excel ကအခေါ်အဝေါ်တွေအသုံးအနှုန်းတွေ user interface ကလည်း Microsoft Word နဲ့တော်တော်များများကအကုန်လုံးဆင်တူတယ်ပေါ့နော်အဲ့တော့ Microsoft Word ကိုကိုကရင်းနှီးနှီးကျွမ်းကျင်တည်ထားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ Excel ရဲ့အခေါ်အဝေါ်တွေနဲ့လည်းမစိမ့်တော့ဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ Excel ရဲ့ user interface လေးကိုရင်လေးလာကြည့်ရအောင်အပေါ်ဆုံးကဒီမှာပုံ1ဆိုပြီးတော့ပုံ1 Excel ဆိုပြီးပေါ်နေတဲ့ဘားလေးကတော့ကျွန်တော် title bar လို့ခေါ်တယ်ပေါ့နော်အဲ့ title bar မှာဆိုလို့ချင်းဒီမှာ minimize ကျွန်တော်တို့ Excel ကိုသုံးရင်းနဲ့ဒီအောက်က status bar ပေါ်ကိုဒီလိုလေးပဲဖြောက်ထားခြင်းနဲ့ဆိုလို့ရှိရင်အသုံးပြုတဲ့ဟာဒါကတော့ပိတ်တာဒီကောင်ကတော့ restore down ပေါ့နော်ဒီနားလေးကတော့ quick access toolbar ပေါ့နော်ဒီမှာဆိုလို့ရှိရင် menu open ဘာညာဆိုပြီးတော့ပေါ်တယ်ပေါ့နော်ဒါကတော့ menu bar ပေါ့နော် menu bar လို့ခေါ်တယ် menu မှာဆိုရင် file home insert page layout formula data ဒါမျိုးတွေပါတယ်ပေါ့နော်သူရဲ့ menu ခေါင်းစဉ်လေးတွေအများကြီးပါတယ်ဒီအောက်ကဟာလေးတွေကတော့အဲ့ menu တစ်ခုချင်းစီမှာပါတဲ့ ribbon လေးတွေပေါ့နော် ribbon လေးတွေကိုသူ group လိုက်လေးတွေပေါ်ပြတာဖြစ်တယ် font group မှာဆိုလို့ရှိရင် font နဲ့တက်ဆိုင်တဲ့ဟာတွေကိုစာရိုက်လို့ရှိရင် font တွေရွေးလို့ရမယ် font size အကြီးသေးတွေလုပ်လို့ရမယ်ပြီးတော့မဲလို့ရမယ်ပေါ့ဘိုးတွေတက်လို့ရမယ်အယောင်တွေပြောင်းလို့ရမယ်ပေါ့နော်ဒါကတော့ alignment ကတော့ကိုယ်စာကိုအလဲကောင်ထားတာတွေဘေးညာဘက်ညီဘယ်ဘက်ညီဆိုတာမျိုးတွေလုပ်တဲ့ချိန်နဲ့ group လေးပေါ့နော်စသဖြင့်ဒီလိုမျိုးလေးပါတယ် insert မှာဆိုလဲ insert နဲ့ပတ်သက်တဲ့ group လေးတွေ ribbon group လေးတွေသူကနဲ့သူပါတယ်ပေါ့နော်ဒါလေးတွေကိုတော့ကျွန်တော်တို့ menu bar လို့ခေါ်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်အကွက်လေးတွေပေါ့နော် Excel မှာအကွက်လေးတွေနဲ့ပြတယ်အဲ့ဒီအကွက်လေးတွေကကျွန်တော်တို့ကဇာတ်ကွက်တွေမဟုတ်ပါဘူးဒါတွေကဆဲကွက်တွေလို့ခေါ်တယ်ပေါ့နော် Excel မှာဆိုဒီဆဲကွက်တွေမှာကိုကစာတွေရိုက်မယ် data တွေရိုက်မယ်ဆိုလို့ရှိရင်ကိုရိုက်မဲ့ဆဲကွက်ကိုဒီလိုမျိုးလေး click ပြီးတော့ select လုပ်ထားရတယ်ပေါ့နော်သူ့ကိုရွေးချယ်ထားရမယ်
မဲအကွက်လေးပေါ်နေမှာကိုကအဲ့ဒီဆဲကွက်မှာသူက data တွေစာတွေဂျိုင်းလို့ရမယ်ပေါ့နော်နောက်ပြီးတော့ ABCD ဒီမျိုးအင်္ဂလိပ်အခရာနဲ့ပြတဲ့ဟာတွေကတော့ column ပေါ့နော်ဒီလိုမျိုးဒါဆိုရင် A column ဒါဆိုရင် B column ဒါဆိုရင် C column ဆိုပြီးတော့သူကအတိုင်လေးတွေကိုဖော်ပြတဲ့နာမည်လေးတွေပေါ့နော်အဲ့ဒီတော့သူက column heading ပေါ့ဒီ ABCD ဆိုတဲ့အင်္ဂလိပ်အခရာနဲ့ပြတဲ့ဟာလေးတွေကို column heading လို့ခေါ်တယ်ပေါ့နော်နောက်ပြီးတော့1 2 3 4 5 6ဆိုတဲ့နံပါတ်တွေနဲ့ခဏအနေနဲ့ပြတဲ့ဟာကိုတော့ row heading လို့ခေါ်တယ်ပေါ့နော်သူက row လေးတွေ1 row 2 row 3 row เนาะသူရဲ့ row number လေးတွေကိုပြတာဖြစ်တဲ့အတွက်သူကို row heading လို့ခေါ်တယ်ဒီဘားလေးကိုတော့ကျွန်တော်တို့ formula bar လို့ခေါ်တယ်ပေါ့နော်အဲ့ formula bar မှာကျွန်တော်တို့ဒီမိမိကဆဲကွက်တစ်ခုမှာစာတွေဖြစ်ဖြစ် data တွေဖြစ်ဖြစ်ရိုက်တယ်ဆိုလို့ရှိရင် formula bar မှာလည်းပေါ်တယ်အကယ်၍ဒီဆဲကွက်ကစာတွေ data တွေကိုပြောင်းပြင်ပြင်နေဆိုရင်လည်းသူဆဲကွက်မှာဒီလိုမျိုးဆက်လက်မှတ်ပြီးတော့ဒီ formula bar မှာလည်းတွားပြီးတော့ပြောင်းပြင်ပြင်ရေးလို့ရပါတယ်เนาะ formula bar ရဲ့ရှေ့အားလေးကတော့ကျွန်တော် name box လို့ခေါ်တယ်ပေါ့နော်သူ့ပေါ်ကိုဒီလိုမျိုးလေး mouse pointer လေးကစာလေးတင်လိုက်ရင်လည်းသူ့မှာနာမည်လေးတွေကိုဖော်ပြပေးတယ်ပေါ့နော်အဲ့မှာ name box လို့ဖော်ပြပေးတာဖြစ်တယ်ဒီအောက်ကဘာကတော့ကျွန်တော်တို့က status bar ပေါ့နော်သူက status bar မှာဆိုလို့ရှိရင်ဒီမှာဒီ zoom ကိုခြုံချဲလို့ရတယ် slide လေးလည်းပါတယ်ပြီးတော့ဒါလေးကတော့ကျွန်တော်တို့ horizontal scroll bar ပေါ့ horizontal ရေပြင်းကြီးအလိုက်ရွှေ့ပြီးတော့ကြည့်လို့ရတဲ့ဟာပေါ့မိမိကဒီမျက်နှာပြင်ရဲ့အပြင်ဘက်ထိစာတွေ data တွေရိုက်ထားတယ်ဆိုလို့ရှိရင်ဒီဟာလေးကိုဆွဲပြီးတော့ကြည့်လို့ရတယ်ပြီးတော့ဒါလေးကတော့ vertical scroll bar လို့ခေါ်တယ်ပေါ့နော်အထောင်လိုက် scroll bar လေးအပေါ်အောက်ကိုဆွဲပြီးတော့ကြည့်လို့ရတဲ့ bar လေးပေါ့ဒီအောက်က C1 လို့ပေါ်နေတာလေးကတော့ကျွန်တော်တို့ C ပေါ့နော်တော့ what C ပေါ့ဒီဟာဆိုရင် C စာမျက်နှာတစ်ခုဆိုပြီးတော့ကျွန်တော်တို့အသုံးပြုလို့ရတယ်အကယ်၍မိမိက C တစ်ခုတည်းနဲ့မလုံလောက်လို့ရှိရင်ဒီနန်းကnew C လို့ပေါ်နေတဲ့ဒီအပေါင်းလက္ခဏာလေးကိုနှိပ်ပြီးတော့ဒီလိုမျိုး C လေးတွေကိုတိုးပြီးတော့အသုံးပြုလို့ရပါတယ်အကယ်၍မိမိတိုးတဲ့ C ကိုမလိုချင်ဘူးဒီဟာမလိုတော့ဘူးဆိုရင်သူ့ရဲ့ C name လေးပေါ်မှာ right click လေးနှိပ်ပြီး delete ကိုနှိပ်လိုက်ရင်လည်းရပါတယ်เนาะအဲဆိုရင်မလိုချင်တဲ့ C လေးတွေကိုကျွန်တော်တို့ဖြတ်လို့ရတယ်ဒီဆက်ကွက်မှာကျွန်တော်တို့ကစာရိုက်တယ်ဆိုလို့ရှိရင်အဲ့အောက်ဆဲကွက်ကိုဒီဆဲကွက်မှာရိုက်ပြီးတော့အောက်ဆဲကွက်ကိုဆင်းခြင်း enter လေးခောက်ပြီးတော့ဆင်းသွားလို့ရတယ်ပြီးတော့အကယ်၍ဒီဘက်ကိုညာဘက်ကိုသွားခြင်းနဲ့ဆိုလို့ရှိရင်เนาะကျွန်တော်တို့တက်ကီးခုံပြီးတော့သွားလို့ရတယ်ပေါ့နော်တက်ကီးနဲ့ပြီးတော့ဒီလိုမျိုးkeyboard မှာပါတဲ့ arrow လေးတွေနဲ့လည်းမိမိလိုချင်တဲ့ဆဲကွက်လေးတွေကိုသွားလို့ရတယ်ပေါ့နော်အကယ်၍ကိုကဒီမှာစာရိုက်ထားတဲ့ column တစ်ခုထပ်တိုးခြင်းနဲ့ဆိုရင်ဒီမှာ right click နှိပ်ပြီးတော့ insert ဒါဆိုလို့ရှိရင်မိမိ right click နှိပ်ပြီးတော့ insert လို့လုပ်လိုက်တဲ့ column ရဲ့ရှေ့မှာ column အတစ်တစ်ခုရောက်လာမှာပေါ့နော်ကဲဒီ column ကိုဖျက်ခြင်းနဲ့ဆိုရင် delete ဒါဆိုရင်ပြတ်သွားပြီနောက်က column အရှေ့ကိုတိုးလာမှာပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်ဒီရှီပေါင်းကျွန်တော်တို့ကရှီတစ်ခုဒီလိုမျိုးတိုးသွားပြီးတော့ရှီစာမျက်နှာပေါင်း255မျက်နှာအထိကျွန်တော်တို့ကတိုးသွားပြီးတော့အသုံးပြုလို့ရတယ်ပေါ့နော်အဲဆိုတော့ကျွန်တော်တို့ကအများကြီးအသုံးပြုလို့ရတယ်သူက Excel worksheet တစ်ခုမှာဆိုလို့ရှိရင်ကျွန်တော်တို့က column ပေါင်းက16000ကျော်ရှိတယ်ပေါ့နော် column ပေါင်းဒီလိုမျိုး ABCD ဒီလိုမျိုး column ပေါင်းက16000ကျော်ရှိတယ် row ပေါင်းဆိုလို့ရှိရင်တန်းကျော်ထိရှိတယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့စရင်စရာတွေအများကြီးကန်ရမယ်စရင်စရာတွေအများကြီးလောရမယ်သူတွေအတွက်ဆိုရင် Excel ကအရန်သုံးဝင်တဲ့ software တစ်ခုပဲဖြစ်တယ်ပေါ့Excel မှာဂျိုင်းလို့ရတဲ့စာ data အမျိုးအစားကျွန်တော်တို့၄မျိုးရှိတယ်ပေါ့နော်အဲ့ဒါကဘာတွေတုံးဆိုတော့ကျွန်တော်တို့ test ဆိုတဲ့စာသားတွေရဲ့ဘေးလူဆိုတဲ့ကျွန်တော်တို့ကဏ္ဍတန်ဖိုးတွေရဲ့ပြီးတော့ date and time ဆိုတဲ့ကျွန်တော်တို့ date တွေ
အချိန်နေနေ့ရက်တွေပြီးတော့ formula တွေ function တွေပေါ့နော်ဒီလေးမျိုးကိုကျွန်တော်တို့ Excel မှာထည့်သွင်းပြီးတော့ရိုက်နှိပ်အသုံးပြုလို့ရပါတယ်အကဲမိမိကဒီ Excel စီလေးတွေကိုဥပမာတစ်ခုတက်ပို့ပြီးတော့ကျွန်တော်အသုံးပြုရမယ်ဆိုလို့ရှိရင်ကျွန်တော် Excel စီလေးတွေကိုနာမည်ပေးထားလို့ရတယ်နာမည်ပေးမယ်ဆိုလို့ရှိရင်သူ Excel စီနာမည်လေးရဲ့အပေါ်မှာ right click နှိပ်လိုက်မယ်ပြီးတော့ rename ဆိုတာလေးကိုနှိပ်လိုက်မယ်အဲဒီမှာမိမိကြိုက်နေတဲ့မိမိအဆင်ပြေတဲ့နာမည်ကိုရေးထည့်လို့ရတယ်ပေါ့နော်ဒီမှာမေလိုမျိုးရေးပြီးရင် enter ကိုခေါက်လိုက်မယ်ဒီ Excel စီလေးတွေကိုလည်းကျွန်တော်တို့ကရှင်းနောက်တင်ရွှေ့ခြင်းနဲ့ဆိုလဲရွှေ့လို့ရတယ်ပေါ့နော်ဒီမှာဆိုရင်သူ့ကို February ကိုကျွန်တော်တို့ရွှေ့ကြည့်မယ်သူ့အပေါ်မှာ right click နှိပ်ပြီးတော့ move or copy ဆိုတာလေးကိုရွေးချယ်ရမယ်အဲ့ဒီမှာ move to end ဆိုတာရှိတယ်နော် move to end ကကြတော့ကျွန်တော်တို့နောက်ဆုံးကိုရွှေ့ချင်တာလားပေါ့နော်နောက်ဆုံးကိုရွှေ့ချင်တယ်ဆိုတော့ move to end ကိုရွေးပြီးတော့ okay ပေးလိုက်ရင်သူကနောက်ဆုံးကိုရောက်သွားမယ်နော်ကိုက January March နေရာမှာရွှေ့ချင်တယ်ဆိုရင်ဒါမျိုးလေးပေါ့နော်အဲဆိုရင် January နဲ့ March ရဲ့ခြားကိုပြန်ရောက်သွားမယ်ရွှေ့ချင်တာမဟုတ်ဘူး copy ကူးချင်တာဆိုလို့ရှိရင်သူ့ကိုဒီမှာ create a copy ဆိုတာလေးကိုဒီအမှန်ချက်လေးပေးထားခဲ့ရမယ်ပေါ့နော်အဲ့လိုအမှန်ချက်လေးပေးပြီးတော့မှနောက်ဆုံးကိုဆိုရင် okay နှိပ်လိုက်ရင်သူကဒီမှာဒီရှိမှာ February ဆိုတဲ့ရှိတစ်ခုရှိမယ်ဒီနောက်မှာနောက်ဆုံးမှာလည်း February ဆိုပြီးတော့ 2 ဆိုပြီးတော့သူကရှိအတစ်တစ်ခုအနေနဲ့ copy ပွားပေးမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ Excel မှာ data တွေစာတွေစတင်ပြီးတော့ရိုက်ကြည့်အောင်မိမိရိုက်မဲ့ဆဲကွက်မှာကျွန်တော်တို့ဒီလိုမျိုးလေး click ထားရမယ်ဆက်လက်ပေးထားရမယ်သူ့ကိုဒီလိုမဲမဲလေးပေါ်နေလို့ရှိရင်သူ့ကို edit cell လို့ခေါ်တယ်ပေါ့နော် edit cell ဆိုတာကတော့သူကလောလောဆယ်အသုံးပြုလို့ရတဲ့နေရာစာတွေ data တွေရိုက်လို့ရတဲ့နေရာပေါ့အဲဒီတော့နံပါတ်တွေရိုက်ကြည့်အောင်ဒီExcel မှာကကျွန်တော်တို့ဒီလိုမျိုးနံပါတ်စင်ပုံစံမျိုးတက်မယ်ဆိုလို့ရှိရင်ကျွန်တော်သူ့ကိုတက်ချင်တဲ့အရေးအတွက်ကြီးအကုန်လုံးကိုလိုက်ပြီးတော့ရိုက်နေစရာမလိုဘူးဒီလိုမျိုးလေး1 2ပထမနံပါတ်နဲ့ဒုတိယနံပါတ်ကိုဒီလိုမျိုးလေးရေးမယ်ရေးပြီးတော့ဒီအောက်ကအမဲဆက်လေးပေါ်ကိုကျွန်တော်တို့ mouse pointer လေးတင်လိုက်တဲ့အချိန်မှာအခုလိုအပေါင်းလက္ခဏာအမဲလေးပေါ်တဲ့အချိန်ဒီလိုလေးဖိပြီးတော့ဆွဲချလိုက်လို့ရှိရင် Excel ကသူ့auto နံပါတ်တွေကိုဖြည့်ပေးသွားမယ်နော်အကယ်၍အဲ့လိုမလုပ်ချင်ဘူးဆိုရင်လည်းဒီ column မှာကျွန်တော်တို့က Excel နံပါတ်တွေတက်ချင်တယ်ဆိုလို့ရှိရင်သူ့ကိုနံပါတ်ဒီလိုမျိုးပထမနံပါတ်နဲ့ဒုတိယနံပါတ်ကိုရေးပြီးတော့ဒီ column ကို select မှတ်လိုက်မယ်နော်B column ကို select မှတ်ရင် B ဘောကိုတင်လိုက်လို့ရှိရင်မြားလေးအောက်ဆိုင်နေတဲ့အချိန်မှာဒီလိုလေးနှိပ်လိုက်ရင် B column ကို select ပေးပြီးတာဖြစ်သွားတယ်ဒီလိုမျိုးလေး select ပေးပြီးတဲ့အချိန်မှာကျွန်တော်တို့ home tab က editing group ဆိုတဲ့အားလေးရှိတယ်ပေါ့နော်အဲဒီ editing group မှာကျွန်တော်ဒီမှာ fill ဆိုတဲ့ button လေးရှိတယ် fill ဆိုတဲ့ ribbon လေးပေးရမြားအောက်ဆိုင်ဟာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ကျွန်တော်တို့ CD ဆိုတာလေးကိုထပ်နှိပ်လိုက် CD ဆိုတာလေးကိုထပ်နှိပ်ရင်ဒီလို CD ဆိုတဲ့ dialog box လေးကြာလာပြီအဲ့ဒီမှာကျွန်တော်တို့က B column မှာကျွန်တော်တို့ဒီလိုအပေါ်ကနေအောက်ကိုအထောင်လိုက်နံပါတ်တက်ချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာ CD in ဆိုတဲ့နေရာမှာတော့ column ကိုရွေးထားရမယ်ဒီ value က step value မှာကတစ်ကနေဘယ်ထိတက်မှာလဲဆိုတာကိုကျွန်တော်တို့ရေးပေးရမယ် stop value မှာမိမိတက်ချင်တဲ့လောက်ဥပမာနံပါတ်30အထိတစ်ကနေနံပါတ်30အထိပဲတက်ချင် step value မှာ1လို့ရေးမယ် stop value မှာ30လို့ရေးမယ်ပြီးတော့ okay လို့ပေးလိုက်မယ်ဒါဆိုလို့ရှိရင် Excel ကနေပြီးတော့တစ်ကနေ30အထိနံပါတ်စဉ်လိုက်တက်ပြီးသွားပြီဖြစ်တယ်နေ့နာမည်တွေကိုရေးကြည့်မယ် Excel ကဒီလိုနေ့နာမည်တို့လနာမည်တို့ဆိုလို့ရှိရင်တော့သူကနှစ်ခုသုံးခုရေးစရာမလိုဘူးဒီမှာ Monday လို့ရေးလိုက်ပြီးရင်အောက်ကိုဆွဲချလိုက်မယ် Monday ကနေ Sunday ထိဆိုရင်ဒီမှာသူ auto Excel ကနေပြီးတော့သိပြီးတော့တခါတည်းရေးပေးသွားတယ်ပေါ့နော်အဲ့လိုအရှိမဟုတ်ဘဲနဲ့အတူပဲရေးချင်တယ်ဆိုရင်လည်း
ရတယ်။ဒီလိုမျိုးလေးပေါ့နော်။အေးစဲကကိုကလာနာမည်တွေကိုရက်နာမည်တွေနေ့နာမည်တွေကိုကျွန်တော်တို့ကအတူကောင်းနဲ့ရေးချင်တယ်ဆိုရင်လည်းအေးစဲကတည်တယ်အတူကောင်းနဲ့ရေးလို့ရတယ်။ဆွဲချလိုက်လို့ရှိရင်တစ်ခုရေးပြီးအောက်ကိုဆွဲချလိုက်လို့ရှိရင်သူကသူအော်တိုရေးပြီးသွားတယ်။အေးစဲကအားကိုးခြင်းပြကောင်းပါတယ်။ဥပမာ January ဆိုပြီးတော့လနာမည်လေးရေးကြည့်မယ်။အဲ့ဒါလေးကိုအစောနှောင်းလိုပဲဒီတောက်မှာအမဲဆက်လေးပေါ်ကိုမောက်ပွိုင်တာလေးတင်လိုက်တဲ့အခါအပေါင်းလက္ခဏာမဲလေးပေါ်နေတဲ့အချိန်မှာအောက်ကိုပြီးဆွဲလိုက်ရင်သူကဒီလိုမျိုးလေးလာရီကိုအစင်လိုက်တိုင်းတခါတည်းပေါ်ပြနေသွားတယ်။အဲ့ဒီလိုပဲလာနာမည်တွေကိုလည်းအတူကောက်အနေနဲ့ရေးချင်တယ်ဆိုလဲအေးသေးရတယ်။ပွိုင်တာလေးတင်ပြီးဖိဆွဲလိုက်မယ်။ဒီလိုလေးဗျာသင်ပြတဲ့အေးသေးကနံပါတ်တွေတက်စာတွေတက်ပဲရတာလားဆိုတော့မဟုတ်ပါဘူးအေးသေးကစာနဲ့နံပါတ်နဲ့ရောပြီးတော့လည်းရတယ်။ပုံမှန်ကျွန်တော်တို့ဖိပါ2020လို့ရိုက်ကြည့်နိုင်မယ်။ဒီဟာကျတော့ကျွန်တော်တို့ကနှစ်ခုရေးပေးရမယ်ပေါ့နော်သူဖိပါစာရောနံပါတ်ရောပါတဲ့အတွက်သူ့ကိုအေးသေးကိုသိအောင်လို့ဘယ်ကနေပဲအထိဆိုတာသိပြီးတယ်သိအောင်လို့ဖိပါမှာကျတော့ကျွန်တော်တို့သူက4နှစ်တစ်ကြိမ်လောက်တာပေါ့4နှစ်တစ်ကြိမ်ဆိုတော့2024ဆိုပြီးတော့ဒီလိုလေးရေးကြည့်မယ်အဲ့ဒါကိုကျွန်တော်တို့ကဒီလိုလေးနှစ်ခုစလုံးကိုဒီလိုလေးအလဲ10ခွက်ရဲ့အလဲမှာအပေါင်းလက္ခဏာဖြူလေးပေါ်တဲ့ချိန်ဒီလိုလေးဆက်လက်ပေးမယ်ပေးပြီးတော့ဒီအောက်တောင်လေးကနေဆွဲချလိုက်မယ်ဗျာအေးသေးကဒီလိုလဲရတယ်4နှစ်တစ်ချိန်အပေါ်နှစ်ခုမှာ4နှစ်กว่าပြီးရေးထားတာဖြစ်တဲ့4နှစ်กว่าပြီးတော့အောက်ထိလုပ်ပြီးသွားတယ်ပေါ့နော်အေးသေးကကျွန်တော်တို့ဒီအင်္ဂလိပ်စာပဲရတာလားဆိုတော့မြန်မာစာနဲ့ရသလားလို့ကျွန်တော်တို့စမ်းကြည့်မယ်အဲ့ဒီတော့မြန်မာစာဖောင်းကိုကျွန်တော်တို့ရွေးလိုက်မယ်ဒီထောင်စုဖောင်းလေးနဲ့ရိုက်ကြည့်မယ်ဗျာနဲ့ဒါဆိုရင်သူ့ကိုရေးဆွဲချကြည့်မယ်အဲ့ဒီကမြန်မာစာလည်းရိုက်လို့ရပါတယ်မြန်မာစာကိုလည်းတည်တယ်အဲ့ဒီတော့တုံးတယ်ပေါ့နော်ဒီတစ်ခါမြန်မာစာနဲ့အော်တိုဖေးလုပ်လို့ရလားစမ်းကြည့်မယ်အော်တိုဖေးဆိုတော့ကျွန်တော်တို့သူ့ကိုနံပါတ်2ခုလောက်တော့ရိုက်ထည့်ပေးရမယ်အစင်လိုက်တိုင်းဒီမှာမြန်မာက30ထိလို့ရတယ်ဗျာနော်ဒီသေးကအဲ့တော့စည်ရင်တရားတွေအများကြီးခံရတဲ့သူတွေအတွက်လည်းကျွန်တော်တို့အရင်အသုံးဝင်တဲ့ software တစ်ခုဖြစ်တယ်ပြီးတော့ကျွန်တော်တို့ဥပမာဒီမှာဒီလိုမျိုးကိုရိုက်ထားတဲ့ column ကျင်းနေတယ်ဒီမှာစာတွေကအကုန်မပေါ်ဘူးဖြစ်နေတယ်ဆိုရင်ကျွန်တော်တို့ column တွေကိုလည်းချဲလို့ရတယ် row တွေကိုလည်းချဲလို့ရတယ်ညှိကျင်တဲ့ column အားလုံးကိုဒီလို select ပေးလိုက်မယ်ဒီလိုလေးcolumn တစ်ခုနဲ့တစ်ခုကြားမှာရှိတဲ့ကျွန်တော်တို့ grid line လေးပေါ်ကိုမောက်ပွိုင်တာလေးတင်လိုက်မယ်တင်လိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ဟိုဘက်ဒီဘက်ညာအနှဲရောင်လေးတစ်ခုလိုပေါ်နေမယ်ပေါ့နော်အဲ့လိုပေါ်နေတဲ့အချိန်မှာမိမိလိုချင်လောက်ကိုဖိပြီးတော့ဆွဲချလိုက်လို့ရှိရင်ကျေချင်တာလားခြုံချင်တာလားအကုန်လုံးလုံးလို့ရတယ်သူရဲ့မှတ်ထားတဲ့ column အားလုံးကိုတူညီတဲ့အကျယ်ဝန်းနဲ့ချဲ့ပြီးတော့မှဖြစ်တယ်ပေါ့နော်ဒီလိုဆွဲမချဲ့ခြင်းဘူးကျွန်တော်တို့ကသူ့ကိုကျွန်တော်ဒီ home tab ကနေ10 group မှာရှိတဲ့ format 10ကနေလည်းတွားပြီးတော့ချဲ့လို့ရတယ်ခြုံလို့ရတယ် format 10ကိုနှိပ်မယ် format 10ရဲ့အောက်က down arrow လေးကိုနှိပ်မယ်နှိပ်ပြီးတော့ column width ဆိုတာလေးကိုနှိပ်မယ်အဲ့ဒီမှာမိမိထားခြင်းနဲ့ column အကျယ်ဝန်းကိုရေးမယ်ရေးပြီးတော့ okay ပေးလိုက်မယ်ဒါဆိုရင်သူက column လေးတွေကိုမိမိ select မှတ်ထားတဲ့ column လေးတွေကိုတူညီတဲ့
အကျယ်ဝန်းနဲ့ချဲ့ပြီးတော့မှခြုံပြီးတော့မှဖြစ်တယ်။နောက်ထပ်ကျွန်တော်ဒီ row ကိုချဲ့ခြင်းရင်လည်းအဲ့ဒီတိုင်းပါပဲဒီ row တစ်ခုနဲ့တစ်ခုကြားမှာရှိတဲ့ grid line ပေါ်မှာကျွန်တော်တို့မောက်ပွိုင်တာလေးတင်လိုက်တဲ့အချိန်ခုလိုဒီလိုလေးချဲ့လိုက်ရင်လည်းရတယ်အဲ့လိုမဟုတ်လို့ဒီကနေ format ဆဲကနေပဲချဲ့ခြင်းခြုံခြင်းလည်းရတယ်။အဲ့ဒီမှာ25လို့ရိုက်ကြည့်မယ် okay ပေးလိုက်မယ်ဒါဆိုရင်25အတိုင်းဒါတိုင်းအားလုံးတူညီတဲ့ကျယ်ဝန်းနဲ့ညှိပေးသွားမှာဖြစ်ပါတယ်ဒီတကကျွန်တော်တို့က Excel မှာကျွန်တော်တို့ဇာတ်လေးဆွဲကြည့်မယ်ဇာတ်လေးဆွဲပြီးတော့စာရီရိုက်ထည့်မယ်ပြီးတော့ formula လေးတွေလည်းတွက်ကြည့်ကြရအောင်အဲဒီတော့ကျွန်တော်တို့ဇာတ်ကောင်းစဉ်လေးလိုအရင်ဆုံးရိုက်မယ်ဒီမှာနံပါတ်1 row မှာဇာတ်ကောင်းစဉ်လေးရိုက်မယ်ဗျာမိမိရိုက်မဲ့စာရီကရှင်းနေတယ်ဒီဆက်ကွက်မှာမဆန်ဘူးဆိုရင်ကြည့်ရတာအဆင်မပြေရင်ဒီ formula ဘာတဲမှာကျွန်တော်တို့ကသွားပြီးတော့ရိုက်လို့ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ခေါင်းစဉ်လေးကရိုက်ပြီးသွားပြီကျွန်တော်ရိုက်ထားတဲ့ခေါင်းစဉ်ကတကယ်တော့ကျွန်တော်တို့ဒီမှာ A1 ဆိုတဲ့ဆဲခွက်မှာရှိတယ်ဒါပေမဲ့စာရီကအရန်ရှိနေတော့ကျွန်တော်ဒီဘက်ထိပေါ်နေတယ်ဒီဘက်ထိပေါ်နေတာကျွန်တော်တို့ဒီ B1 ဆဲခွက်မှာလည်းမဟုတ်ဘူးC1 မှာလည်းမရှိဘူးဒီ D1 မှာ E1 မှာလည်းတကယ်တော့မရှိဘူးเนาะ B1 တို့ C1 တို့ D1 တို့ဆဲခွက်တွေမှာအလွတ်တွေဖြစ်တယ်เนาะဒီစာကနေပြီးတော့သူ့ကိုဖုံးထားတယ်လို့ဖြစ်နေလို့ပေါ့เนาะအဲ့လိုမျိုးအထင်မမှားအောင်ကျွန်တော်တတိထားရမယ်အဲ့တော့ကျွန်တော်တို့ဒီခေါင်းစဉ်အကျယ်ဝန်းနဲ့ကြိုက်တော့အောင်ဒီဆဲခွက်လေးကိုကျွန်တော်တို့ပေါင်းလိုက်မယ်ဘာလို့လဲဆိုတော့အောက်ကရေးမဲ့ data တွေကအောက်ကရေးမဲ့စာတွေကကျွန်တော်တို့ဒီ column ၄ခုမှာရေးမှာဖြစ်တယ်ပေါ့နော် column ၄ခုမှာရေးမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီခေါင်းစဉ်ကို column ၄ခုတစ်လုံးကိုတစ်ခုတည်းဖြစ်အောင်ပေါင်းလိုက်မယ်အဲ့လိုလုပ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ကဒီ column ၄ခုစလုံးကိုဒီလိုလေး select ပေးလိုက်မယ် select ပေးပြီးတော့ကျွန်တော်တို့ home tab ကဒီ alignment ဆိုတဲ့ group မှာရှိတဲ့ mass and center ဆိုရဲကျွန်တော်တို့ ribbon လေးကိုတွားပြီးတော့နှိပ်လိုက်မယ်ပြီးတော့ mass and center ဆိုတာလေးကိုကျွန်တော်တို့နှိပ်လိုက်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ A1 ကနေ D1 ထိဆဲခွက်တွေကို၄ခုရှိနေတာကနေတစ်ခုလေးဖြစ်အောင်ပေါင်းပလိုက်ပြီပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ mask လုပ်တယ်လို့ခေါ်ပါတယ်เนาะဆဲပြီးတော့ဒီစာလေးကို alignment ချိန်လိုက်မယ်သူ့ကိုအလဲထားမယ်ပြီးတော့ဒီမှာလည်းအလဲထားမယ်เนาะခေါင်းစဉ်လေးနဲ့တူသွားအောင်အလဲကိုထားမယ်ပြီးတော့ဒီမှာ font size လေးကိုမိမိလိုချင်တဲ့လောက်ကြီးလို့ရတယ်ဒီမှာတော့ကျွန်တော်တို့18နာမည်လေးတွေကိုရေးမယ်ပြီးတော့ population ဆိုရဲတရားလေးကိုဥပပေးပြီးတော့ကျွန်တော်တို့လောက်ကြည့်တာဖြစ်တဲ့အတွက်18နာမည်ပါမယ်ဒီလိုမျိုးယောက်ျားမိန်းမနှစ်ခုစလုံးတော့ပါမယ်ပြီးတော့ယောက်ျားမိန်းမဆိုတာလေးပါမယ်ပေါ့နော်အဲဒီတော့ဒီဟာလေးကိုလည်းခေါင်းစဉ်လေးတွေဖြစ်တဲ့အတွက်ခေါင်းစဉ်လေးနဲ့တူအောင်အလဲကိုပို့မယ် alignment ပုံတက်က alignment group မှာရှိတဲ့ဒီ alignment လေးကိုချိန်လိုက်မယ်ပြီးတော့သူ့ကိုခေါင်းစဉ်လေးနဲ့တူအောင်စလုံးလေးတွေကိုမဲမဲလေးဖြစ်အောင်ဘိုးလေးကိုနှိပ်ပေးလိုက်မယ်ဒီဘောဟောင်းလည်းဘိုးနှိပ်ပေးလိုက်မယ်ဒီအောက်က data တွေကတော့ကျွန်တော်တို့ဒီက data တွေကိုအသုံးပြုလိုက်မယ်เนาะကျွန်တော်တို့ရိုက်နေချာမှာတိုးတဲ့အတွက် copy ပဲကူးချလိုက်ဒီလို copy ကူးချင်တယ်ဆိုရင်ကျွန်တော်တို့ဒီမှာ copy ကူးမဲ့ data ကိုဒီလိုမျိုး select ပေးရမယ် cell တွေကိုဒီအထိကူးမယ်ဆိုတော့ဒီအထိ cell range ကိုခေါ်ရပါတော့ဒီ cell range ကို select ပေးလိုက်မယ်ပြီးတော့ keyboard ကနေ control C ဆိုတာလေးကိုနှိပ်ခဲ့မယ် control C ကိုနှိပ်လို့ရှင်ဒီမှာအပြောက်ပြောက်နဲ့ဒီလိုလေးတွေမြင်းလေးတွေပြေးနေတယ်ပေါ့နော်အပြောက်ပြောက်မြင်းလေးပြေးနေတဲ့အချိန်ကဒါသူက active ဖြစ်နေတယ်သူ့ကို copy ယူထားတယ်ဆိုတော့ဒီလက္ခဏာကိုပြနေတာပေါ့နော်အဲ့ဒါတော့ကျွန်တော်တို့ထဲမဲ့ထဲကိုသွားမယ်ဒီအပေါ်ဆုံးဒီအပေါ်တောင်ဆုံးမှာရှိတဲ့ cell ခွက်တစ်ခုကိုဒီလိုလေး edit cell လောက်ထားမယ် click ထားမယ်ပေါ့နော်အဲ့မှာ control V ဆိုတဲ့ page လေးကိုနှိပ်လိုက်မယ် control V ဆိုရင်သူက
သောတော့ copy Google တဲ့ data တွေကိုဒီမှာ paste လာလုပ်ပြီးသွားပြီအဲ့မှာကျွန်တော်တို့ကပို့ဘက်မှာကကျွန်တော်တို့ဒီမှာဇယားတွေပါတဲ့အတွက်ဇယားတွေပါနေတာပေါ့နော်ဇယားကတော့အကုန်လုံးကိုဆွဲရမှာဆိုတော့ဒီတိုင်းလေးထားလိုက်မယ်ကိစ္စမရှိဘူးဒီအောက်မှာတော့ကျွန်တော်တို့ total ရဲ့ minimum maximum average ဆိုတာလေးကိုတွက်ဖို့ရအတွက်ကျွန်တော်တို့လုပ်လိုက်မယ်လူကိုဇယားအကုန်လုံးဆွဲမှာဖြစ်လို့ဇယားဆွဲလိုက်မယ်အဲ့မှာဒီလိုဇယားဆွဲမဲ့အကျယ်ဝန်းတိုင်းဆက်လက်ပေးလိုက်မယ်ပြီးတော့ဖုန်းတက်မှာရှိတဲ့ဖောင်းကရုကဒီမှာ border button လေးကိုနှိပ်မယ်ဘေးက down arrow လေးကိုနှိပ်လိုက်မယ်နှိပ်ပြီးရင်ဒီမှာ all border ဆိုတာလေးရှိတယ်အဲ့ဒါလေးကိုနှိပ်လိုက်မယ်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကအားလုံးကိုကျွန်တော်တို့ဒီမှာမြင်းနေပေးသွားပြီတရားဆွဲပြီးသားဖြစ်သွားပြီပေါ့နော်ဒီလိုမျိုးရဇယားဆွဲပြီးသွားပြီစိတ်ကြိုက်ရပြီဆိုရင်ဒီ grid line တွေကိုကျွန်တော်မြင်ရတာမရှင်းဘူး grid line တွေနဲ့ကြတော့ရှုပ်နေတယ်ဆိုရင်သူတို့ကိုလည်းဖြောက်ပြထားပေးလို့ရတယ်။တော့ဖြောက်ချင်တယ်ဆိုလို့ရှိရင်ဒီ menu bar ပေါ်က view ဆိုတဲ့တက်ကိုတွားမယ် view တက်ကိုတွားပြီးဒီမှာ grid line ဆိုတာလေးကအမှန်ကျလေးကိုဖြုတ်လိုက်ရင်ပျောက်သွားမယ်ဒါဆိုရင်ကြည့်ရတာရှင်းလင်းသွားပြီသူရဲ့ဆဲခွက်တွေကတော့ရှိတယ်เนาะကျွန်တော်တို့ကဒီဆဲခွက်တွေကိုပြတဲ့ grid line တွေကိုပဲဖြောက်ထားတာExcel မှာ formula တွေ function တွေရေးတော့မယ်ဆိုလို့ရှိရင် equal sign ဆိုရဲကျွန်တော်တို့ညီညာချင်းလေးကိုမပါမဖြစ်နဲ့ရှေ့ဆုံးမှာအရင်ဆုံးရေးရမယ်နော်မိမိတွက်လို့တဲ့ဆဲခွက်မှာကျွန်တော်တို့ equal sign ကိုအရင်ရေးရမယ် formula တွေ function တွေတွက်မှာဖြစ်တဲ့အတွက် equal sign ကိုရေးမယ်ရေးပြီးတော့ကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင်ဒါကလူဦးရေမေရော female ရောနှစ်ခုပေါင်းပေါ့နော်ယောက်ျားရောမိန်းမရောစုပေါင်းကဒီမှာ both set ဆိုတဲ့နေရာမှာရှိတယ်နော် both set ဆိုတာယောက်ျားရောမိန်းမရောပေါင်းဒီမှာ male ကဒီမှာရှိတယ်ဆိုတော့ကျွန်တော်တို့ female ဆိုတဲ့အရေးအတွက်ကိုအမျိုးသမီးအရေးအတွက်ကိုရချင်တယ်ဆိုရင်ယောက်ျားရောမိန်းမရောပေါင်းတဲ့ကနေပြီးတော့အမျိုးသားအရေးအတွက်နှုတ်လိုက်ရင်ရမယ် formula ရေးမယ်ဆဲကိုခုလိုပဲကလစ်ထားမယ်ကလစ်ထားပြီးတော့ formula ရေးမှာဖြစ်တဲ့အတွက် equal sign ဆိုတဲ့ညီမျှချင်းလေးအရင်ရေးမယ်ပြီးတော့ဒီလိုလေးတွားကလစ်လိုက်မယ်မိမိအရင်ဆုံးဒီထဲကနေဒီမင်းဆိုတဲ့ယောက်ျားအရေးအတွက်ကိုနှုတ်မှာဖြစ်တဲ့အတွက်သူ့ကိုဒီမှာ B3 ဆိုပြီးပြနေပြီအဲ့မှာ minus sign လေးနှိပ်မယ်ပြီးတော့ဒီမှာ C3 ကယောက်ျားဦးရေနဲ့နှုတ်မယ်ဒါဆိုရင်ဒီမှာမိန်းမဦးရေဒီမှာထွက်လာပြီဒီတောင်းရှစ်တွေလည်းတွက်သွားလို့ရတယ်တွက်သွားလို့ရတဲ့နေရာမှာကျွန်တော်တို့ကသောနောက formula ကိုထပ်ပြီးတော့ရေးနေစရာမလိုတော့ဘူးဒီ formula တိုင်းပဲအောက်ထိတွက်ပေးပါဆိုပြီးတော့ဒီလိုမျိုးလေး dragon လေးဆွဲချလိုက်မယ်ဒါဆိုရင်ရသွားပြီเนาะမိမိ formula ကဟုတ်သလားမဟုတ်သလားဒီ formula bar မှာဒီမှာကြည့်လို့ရတယ် formula bar မှာတော့မိမိရေးထားတဲ့ formula ကိုပေါ်မယ်ဒီဆဲခွက်တွေမှာတော့အရေးအတွက်တွေကိန်းဂဏန်းတွေပေါ်ပြီးမယ်เนาะကျွန်တော်တို့ sum ဆိုတဲ့ပေါင်းတဲ့ function လေးနဲ့ကျွန်တော်ဒီ total အကုန်လုံးကိုတွက်ကြည့်မယ်ပြီးတော့အဲ့တော့ function တွေ formula တွေရေးမှာဆိုရင်အရင်ဆုံးက equal sign ဆိုတဲ့ညီမျှချင်းရေးရမယ် SCM sum ဆိုတာလေးကိုဒီလိုလေးပေါ်လာတဲ့အချိန်မှာဒီလိုလေး double click နှစ်ချက်နှိပ်လိုက်ရင်ခုတိုင်လေးပေါ်မယ်ပေါ်ရင်တော့ဒီကနေဒီအထိလို့ပြောလိုက်ရင်ရတယ်เนาะအဲဆိုရင်ဒီမှာ B3 ကနေ B20 အထိပေါ့เนาะ B20 အထိကိုခုလိုလေးပေါင်းပါဆိုတော့ဒီကိုဂွန်းပိတ်လေးပိတ်ပြရမယ်အဲ့ချိန်မှာတော့ဒီတိုင်းလေးအပြာရောင်မြင်းလေးနဲ့ပေါင်ခတ်ပေးပြီးတာဖြစ်သွားပြီအဲ့လိုလေးပေါင်ခတ်ထားတာဒီကနေ B3 ကနေ B20 ထိလို့ပြောတာဖြစ်ပါတယ်အဲ့မှာ
enter လေးကိုနှိပ်လိုက်ရင်သူကဒီဟာတွေအပေါ်ကနေအောက်ထိကိုပေါင်းပြီးသွားပြီအဲ့ဒါကတော့ sum function နဲ့တွေ့တာဖြစ်တယ်ဒီတကားဒီထက်ကနေပဲကျွန်တော်တို့ကအနည်းဆုံးနံပါတ်ကိုရှာခိုင်းကြည့်မယ်အဲ့ဒီကိုအဲ့တော့ညီမျှချင်းရေးမယ် minimum ဆိုတဲ့ formula လေးကဒီမှာ min ဆိုတာလေးက minimum အနည်းဆုံးကဏ္ဍကိုရှာခိုင်းတဲ့ formula လေးဖြစ်တယ်အဲ့ဒီမှာဆို minimum ကိုလည်းသူ့ကိုဒီကနေဒီအထိလို့ပြောလိုက်မယ်နော်အဲ့တော့ခွန်းလေးပိတ်ပေးမယ် formula တွေ function တွေကျွန်တော်တို့ရေးတဲ့အခါမှာခွန်းစားတကွန်းစားခဲ့ရင်နောက်ဆုံးမှလည်းတကွန်းပိတ်ပေးရတယ်နှစ်ကွန်းစားခဲ့ရင်နောက်ဆုံးမှလည်းဒီလိုမျိုးထပ်ပြီးတော့နှစ်ကွန်းပိတ်ပေးရတယ်အခုကတော့တကွန်းနဲ့ဖြစ်တဲ့အတွက်တကွန်းပဲပိတ်ပေးတယ်နော်enter နဲ့လိုက်မယ်ဒါဆိုရင်1ခွန်း2 3ကအနည်းဆုံးနဲ့ဒီထဲမှာ1ခွန်း2 3ပါလာကြည့်မယ်မပါတယ်เนาะဒီမှာ1ခွန်း2 3ဆိုတာပါတယ်အဲ့ဒါအနည်းဆုံးဖြစ်တယ်ပြီးတော့ maximum ဆိုတဲ့အများဆုံးအရေအတွက်ကိုရှာကြည့်မယ် max လို့ဒီလိုင်းဒီမှာပေါ်လာပြီး max ဒါကတော့ maximum ဆိုတဲ့အများဆုံးအရေအတွက်ကိုရှာတဲ့ formula function လေးဖြစ်တယ်เนาะတို့လည်းဒီကနေဒီအထိအဲ့မှာခွန်လေးပိတ်မယ်ပြီးတော့ enter ကိုနှိပ်ကြည့်မယ်ဒါဆိုရင်အများဆုံးကတော့3,3900ရှေ့ရောက်ပေါ့နော်အဲ့မှာပါလာကြည့်မယ်ဒီမှာဖောက်ကန့်ဆိုတဲ့နေရာမှာ3,3900ရှေ့ရောက်ရှိတယ်နော်အဲ့တော့ average ကိုတွက်မယ် average ကတော့ဒီကဏ္ဍနေတဲ့အကုန်လုံးကို average အနေနဲ့ပေါ့နော်ပြန်မြတောင်းရှစ်တွေအကုန်လုံးထဲမှာဆိုရင် average အနေနဲ့ဆိုရင်ဘယ်လောက်ဆိုပြီးတွက်တာပေါ့နော်အဲ့တော့ average ဆိုဒီ formula လေးကိုရေးပေးရမယ်အဲ့ဒီတော့ဒီအသွန်းလုံးအလိုပဲဆွဲပြီးတော့ချလိုက်ရင်လည်းရတယ်အောင်ဒီဆွဲပြီးတော့ချဖို့အတွက်အခက်အခဲရှိရဆိုရင်အပေါ်ဆုံးဆဲကိုကလစ်ထားမယ်ပြီးတော့8ကီးလေးကိုဖြည့်ပြီးအောက်ဆုံးဆဲကိုကလစ်လိုက်မယ်ဒါဆိုရင်အပေါ်ဆုံးကနေအောက်ဆုံးဒီ select မှတ်ပြီးတာဖြစ်သွားပြီအဲ့ဒါပြီးတော့ကျွန်တော်တို့ဒီလိုလေးခွန်းလေးပိတ်မယ်ပြီးတော့ enter ကိုနှိပ်လိုက်မယ်တကယ်လို့ average ပြန်မြအနေနဲ့ဆိုရင်တော့ဒီလောက်ပါဆိုပြီးတော့ကျွန်တော်တို့ပြတာဖြစ်တယ်နော်နောက်ထပ်လည်းကျွန်တော်တို့အကျိုးရှိမဲ့သင်ခန်းစာတွေကိုတင်ပေးသွားမှာဖြစ်တဲ့အတွက် channel လေးကိုလည်း subscribe လုပ်ထားခဲ့ပေးပါ